န်ဆလော်တီရဲ့တည်ငြိမ်မှုကဆမ်ဘာတို့ရဲ့ကယ်တင်ရှင်လာအားလုံးပဲမင်္ဂလာပါလီ365ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ပွဲချိန်66မိနစ်မှာဂါဘရီယယ်မာတင်နယ်လီကဘရူနိုဂီမာရီစ်ရဲ့ဖန်တီးပေးမှုကိုအပိုင်းပိတ်သွင်းလိုက်တဲ့အချိန်ဘရာဇီးပရိသတ်တွေရှိရာကွင်းကြီးတစ်ခုလုံးပောက်ကွဲထွက်သွားခဲ့တာကိုအင်္ဂါနေ့ကဘောလုံးပရိသတ်တွေအားလုံးမြင်တွေ့ခဲ့ကြပါတယ်။ဂျပန်အသင်းကို2ဂိုးတကိုးနဲ့အနိုင်ရရှိခဲ့တဲ့အဲ့ဒီဂိုးကြောင့်ဘရာဇီးကအရန်ကုန်ကကစားသမားတွေအားလုံးကွင်းထဲပြေးဝင်ပြီးမာတင်နယ်လီကိုဝိုင်းအုပ်ဖက်ရန်ပြီးအောင်ပွဲခံခဲ့ကြပါတယ်။ဒါပေမဲ့တကွင်းလုံးယူသွတ်မတက်ပျော်ရွှင်နေကြတဲ့အချိန်တယောက်တည်းထူးခြားစွာတည်ငြိမ်နေခဲ့တဲ့သူကတော့နီးပြကြီးကာလိုအန်ဆလိုတီပါပဲ။သူ့အတင်းဂိုးရသွားတာလားဂိုးပေးလိုက်ရတာလားမသိရလောက်အောင်တွေးအေးပြနေပြီးလူအုပ်စုကြီးရှိရာကိုမသွားပဲလက်ထောက်နေပြပေါ်ကလီမက်စီလှဲကကွင်းလဲလူဆန်တိုစ်ကိုပွဲထွက်ဖို့ချက်ချင်းညွှန်ကြားပြီးပွဲကိုပိတ်ဖို့ပြင်ဆင်နေခဲ့ပါတယ်။ဒါဟာ PR တွေကြားထဲမှာအမြဲလှိုင်းထက်နေလေးရှိတဲ့ဘရာဇီးအသင်းကိုအန်ဆလိုတီယူဆောင်လာပေးခဲ့တဲ့တည်ငြိမ်မှုပင်လေကြီးပါပဲ။ပွဲပြီးမှာတော့နောက်ခက်လူဂါဘရီယယ်မာဂန်ဟစ်ကဒီပြဟာအဝတ်လဲကန်းထဲမှာသူတို့ကိုအမြဲတမ်းသွေးအေးအေးနဲ့စိတ်ရှည်ဖို့တိုက်တွန်းခဲ့ကြောင်းထုတ်ဖော်ပြောကြားခဲ့ပါတယ်။ပထမပိုင်းမှာဂျပန်အသင်းရဲ့ဆာနိုကတွင်းလဲလူဒန်နီလိုရဲ့ပေးပို့မှုအမှားကိုဖျက်တောက်ပြီးကက်စီမီရိုကိုကြော်ဖြတ်ကဦးဆောင်ကိုတွင်းယူခဲ့စဉ်ကတည်းကပရိသတ်တွေရဲ့စိုးရိမ်စိတ်ကကစားသမားတွေစီကူးဆက်ခဲ့ပါတယ်။ဒါပေမဲ့ကက်စီမီရိုကိုယ်တိုင်ပြန်လဲခြေပါကိုတွင်းယူနိုင်ခဲ့တယ်လို့ဂျပန်တို့ရဲ့ခန်းစီတတိုင်းကြီးကြားထဲမှာစိတ်ရှိရှိနဲ့အခွင့်အရေးကောင်းတွေကိုစောင့်ဆိုင်နိုင်ခဲ့တာကဂျာမန်တို့လိုစိတ်ဓာတ်ပိုင်းစံတတ်မှုကိုအောင်မြင်ခဲ့ခြင်းဖြစ်ပါတယ်။ဘရာဇီးအသင်းရဲ့နီးပြဖြစ်လာရတာဟာကမ္ဘာပေါ်မှာဖိအားအများသောအလုပ်တွေကတခုဆိုတာညင်းလို့မရပါဘူး။2014ခုနှစ်တုန်းကလူးဝစ်ကိုလာရီရဲ့အကြီးမားဆုံးအမှားကအသင်းကိုစိတ်ဓာတ်ပိုင်းဆိုင်ရာဖိအားတွေအလွန်ကျွံပေးခဲ့တာကြောင့်ဆီမီဖိုင်နယ်မှာရုံးမထွက်နိုင်ပဲပြိုလဲခဲ့ရပါတယ်။အန်ဆလိုတီကတော့ဒီလိုပုံစံမျိုးလုံးဝမလုပ်ပဲအဲဗာတန်နီးပြဘဝတုန်းကစပါးအသင်းကိုအချိန်ပုံမှာ9ဂိုး4ဂိုးနဲ့သွင်းနေတဲ့အချိန်မှာတော့လက်ထဲကလက်ဖက်ရည်ချမ်းခွက်ကိုမှုတ်တုံနေခဲ့တဲ့အထိအေးဆေးလွန်းသူဖြစ်ပါတယ်။ဒီလိုအထွေးအကျုံရင့်ကျက်မှုတွေကြောင့်ပဲသတင်းစာရှင်းလင်းပွဲတွေမှာနေမာနဲ့ပတ်သက်ပြီးမီဒီယာတွေကအချိန်ချင်းမေးခွန်းထုတ်တာတွေကိုစိတ်မပြတ်တမ်းသွေးအေးအေးနဲ့ဖြေကြားနိုင်ခဲ့တာဖြစ်ပါတယ်။အပိုင်းကိုသွင်းယူပေးခဲ့တဲ့မာတင်နယ်လီဆိုရင်လည်းအာဆင်နယ်အသင်းမှာကစားလေးရှိတဲ့တောင်ပန်နေရာမဟုတ်အန်ဆလိုတီရဲ့စိတ်ကြိုက်ပြင်ဆင်ချက်အရာကွင်းနဲ့ inside forward နေရာကနေဝင်ရောက်ကစားပြီးခဲ့ရတာပါ။ရင်းကနန်းတွေအရာဒီကိုက1966ခုနှစ်နောက်ပိုင်းကမ္ဘာဗလားရှုံးထွက်အစ်ပုံမှန်ပွဲချိန်တွေအတွင်းမှာသွင်းယူခဲ့တဲ့နောက်ကျဆုံးပွဲသိမ်းကိုအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါတယ်။နောက်ဆုံးပြောရရင်အန်ဆလိုတီရဲ့ဆရာကျတဲ့နီးဗျူဟာအပြောင်းလဲတွေနဲ့သွေးအေးတည်ငြိမ်မှုတွေကြောင့်ပဲဆမ်မာတို့ရဲ့ကမ္ဘာဗလားအိမ်မက်ဟာသမိုင်းတစ်လျှောက်အလှပဆုံးပုံရိပ်တွေနဲ့အတူဆက်လက်ရှင်သန်ဝင်ရရှိသွားခဲ့တာဖြစ်ပါတယ်။ဒီလိုသုံးသက်ချက်တွေကိုအမြဲတမ်းဆင်နိုင်မှုအတွက်လီ365ကို like and follow လုပ်ထားပြီးဖို့ပြောကြားရင်းအဆုံးသတ်ပါရစေ။ကျေးဇူးတင်ပါတယ်။